မီးလောင်ကျွမ်းထားသည့်ငှက်ကလေးကိုကယ်တင်ရန်အသာမိန်းကလေးသည်၎င်းကိုမြေကြီးထဲတွင်မြှောက်နှံပြီးရေလောင်းကစိတ်ရှည်လက်ရှည်ဆောင်ဆိုင်နေခဲ့သည်သူမကထိုငှက်ကလေးသည်သူမကဲ့သို့ပင်အမြင့်တွယ်ပြီးအပင်ပေါက်လာလိမ့်မည်ဟုထင်မှတ်နေခဲ့ခြင်းသည်သို့သောရပ်ပေါင်းများစွာကြာသည့်အထိအပင်ပေါက်လာသည့်လက္ခဏာလုံးဝမတွေ့ရပေအခြားနည်းလမ်းမရှိတော့သဖြင့်မိန်းကလေးသည်သူမကိုယ်တိုင်ပြုတ်လုထားသောမြေဩဇာများကိုယူဆောင်လာပြီးငှက်ကလေးကိုကျွေးခဲ့သည်အံ့ဩစရာကောင်းလောက်အောင်ပင်ငှက်ကလေးမှာအသက်ပြန်ဝင်လာခဲ့တော်လေသူမ၏ပျော်ရွှင်မှုမှာခဏတာချစ်ခဲ့သည်မကြာမီမှာပင်ငှက်ကလေးမှာအသက်မဲ့သည့်လက္ခဏာများပြန်လည်ပြသလာပြန်ကဲတင်၍မရတော့ဟုယူဆလိုက်သဖြင့်မိန်းကလေးသည်ထိုငှက်ကိုအိမ်သို့ပြန်ယူသွားကဟင်းချက်စားရန်ထိုနေရာမှာပင်ဆုံးဖြတ်လိုက်တော်သည်သို့သောသူမအိုးတစ်လုံးချင်းပြန်လာသောအခါငှက်ကလေးမှာအမျိုးသားတအုပ်အဖြစ်အသွင်ပြောင်းနေသည်ကိုတွေ့လိုက်ရသဖြင့်မြင့်သက်သွားခဲ့သည်သို့တော်လည်းမိန်းကလေးမှာသူမ၏စားဝဲတော်ကိုလက်လျှော့ရန်ညှင်းဆန်ခဲ့သည်သူမသည်ပါးနှက်သောအစီအစဉ်တစ်ခုကိုကြံစီလိုက်သည်ငှက်၏အတွင်းအနှစ်သာရအင်နာကောကိုစားခြင်းသည်ငှက်တကောင်လုံးကိုစားခြင်းနှင့်အတူတူပင်ဖြစ်လိမ့်မည်ထို့ကြောင့်သူမသည်ထိုအမျိုးသား၏ခန္ဓာကိုယ်ကိုခြေဆုံးကောင်းဆုံးလိုက်လံစမ်းသပ်ကြည့်ရာမကြာမီထူးဆန်းသောရှာဖွေတွေ့ရှိမှုတစ်ခုကိုရရှိခဲ့သည်သူတွင်သူမနှင့်မတူဘဲထူးခြားနေသည့်အစိတ်ပိုင်းတစ်ခုရှိနေခြင်းပဲမိန်းကလေးက၎င်းမှာသူ၏အတွင်းအနှစ်သာရဖြစ်ရမည်ဟုထင်မှတ်နေကဓားကိုမြောက်ကလေးလီထုတ်ရန်ပြင်းတော်သည်ကံကောင်းတော်မစွာပဲထိုအမျိုးသားသည်စူးရှသောအလင်းတန်းတစ်ခုကိုခန်းစားလိုက်ပြီးမျက်လုံးဖွင့်ကြည့်လိုက်သည့်အခါသူ၏ကြောပြင်မှချွေအေးမြိုင်ထွက်ကျလာသည့်အထိကြောက်မက်ဖွယ်မြင်ကွင်းကိုတွေ့လိုက်ရသည်သို့တော်လည်းမိန်းကလေးမှာမူသူနိုးလာသည်ကိုမြင်သောအခါလေတန်းကိုချက်ချင်းပြောင်းလဲလိုက်ပြီးသူမသည်သူ့ကိုကေတင်ခဲ့သူထကြောင်ပြောဆိုတော်သည်သူမသည်သူ့ကိုကူးတာပေးနေသည်ဟုဆိုကထိုအနှစ်သာရကိုဆက်လက်လှိထုတ်ရန်ကြိုးစားနေစေသည်ထိတ်လန့်သွားသောအမျိုးသားသည်သူမကိုအမြန်ပင်တားဆီးလိုက်ရသည်သူမကိုလှမ်းဖက်လိုက်သည့်ခဏမှာပင်အနေခက်သောအမှန်တရားတစ်ခုကိုသူသတိပြုမိသွားသည်သူမမှာမိန်းကလေးတဦးဖြစ်နေခြင်းပဲသူသည်သူမအနားမှချက်ချင်းခွာလိုက်သည်သို့တော့ထိုမိန်းကလေးမှာယောက်ျားနှင့်မိန်းမကြားကွာခြားချက်ကိုလုံးဝနားမလည်ရှာဘူးသူမမွေးဖွားကလေးကသူမ၏မိခင်သည်သူမအထအခြေအီးဆိုင်ရာကပ်ပြဲတစ်ခုကိုကြိုတင်မြင်လိုက်တဲ့ဖြင့်သူမ၏လက်ဖြင့်ပင်သူမအားနှလုံးမဲဆေးရည်ကြီးဟူသော heartless elixir ကိုတိုက်ကျွေးခဲ့ခြင်းဖြစ်သည်ထိုနေ့မှချစ်ချင်းမေတ္တာနှင့်တန်ရိုးစင်ဟူသည်များမှာသူမ၏နှလုံးသားကကင်းစင်သွားသည်သူမမှာဘာမှမသိနားမလည်ပေါ်နှဆိုးမလင်းများသာဖြစ်ရသဖြင့်ထိုအမျိုးသားကသူမကိုအပြစ်မယူရန်ဆုံးဖြတ်လိုက်သည်သို့သောသူလုံးဝမထင်မှတ်ခဲ့တာကထိုမိန်းကလေးကသူ့ကိုကြီးကန်းတကောင်ဟုမှတ်နေခြင်းဖြစ်၍ကြီးကန်းများစားတတ်သည့်အစာများကိုလိုက်လံရှာဖွေကျွေးမွေးနေခြင်းဖြစ်သည် Phoenix တကောင်ဖြစ်သောထိုအမျိုးသားမှာဆက်လက်မခံနိုင်တော့သဖြင့်ချက်ချင်းထရက်လိုက်သည်သူမ၏ရှေ့မှသူ့၏အစ်စ်အပုံစံကိုထုတ်ပြလိုက်ပါတော့သည်မိန်းကလေးမှာအံ့ဩစရာစွာနဲ့စိုက်ကြည့်နေခဲ့သည်ထိုအမျိုးသားမမျိုးလင့်ခဲ့တာကသူသည်မကြာမီထိုမိန်းကလေးလွယ်ထက်ခြင်းကိုထပ်မံခံရတော်မူသည်ခြင်းပဲ